မင်္ဂလာပါခင်ဗျာလုတ်လေရှင်မလုတ် ဘာအောင်မင်္ဂလာတော့မှာတော့ မင်္ဂလာပါခင်ဗျာဘာပဲသွားမှာလဲရှင်မမသိဘူးလားရှင်မကိုသွားရောင်းစားမှာလေသူ့ကိုသွားရောင်းစားမှာမသိသူ့ကိုသွားရောင်းစားမှာမသိဘူးလားလေ ဘာလို့မထွက်ရဘူးလဲ နောက်မိန်းမယူလိုက်မယ်လေ နောက်မင်းကယူမယ်ဆိုကိုရှင်မလူလူရနိုင်ပါမလားစဉ်းစားကြည့်ဒီတွေ့ကြည့် မလေးဈေးရလဲတင်လိုက်တာလေ ဒီကြီးမရတော့မယ်ဒီကြီးတင်မရတော့မယ်ဟုတ်ပါရဲ့တမန်ဟမ်ဟုတ်တယ်တန့်ဝမ်း